ပြီးတော့24ရက်2016နောက်ရှင်ကြိုက်ပြီးတယ်လက်ခင်မှမြင်တွေ့ရတယ်ခုတော့လည်းဟာဖျားဘူးတွေပါရှင်းပြတော့မှာမြင်တော့မှာလည်းဖျားဘူးတွေအစီပါတယ်ဒီတော့24ရက်3လ2026ဖြစ်ပါတယ်ဟုတ်ပါဘူး sorry ဒီနေ့28ရက်3လ2026နေ့ဖြစ်ပါတယ်28ရက်3လ2026နေ့ပါဗျ28ရက်3လ2026နေ့ပါဒီရုပ်ဖေးအောင်မှာဟောင်းနေပါတယ်မကျန်29ရက်3လ2026မှာတတိယဖေးအားနေအနည်းကိုပြန်လို့ထွက်ခေါ်မှာဖြစ်ပါတယ်ဒီနေ့တော့တတိယဖေးအောင်ဒီည8ဆက်လက်8ပါပဲညညရဲ့3ရက်လေးပါတော့ကြိုက်ဒီဖေးအောင်ပေါ်နေပြရတဲ့တုံးပိုင်းကြီးတွေရဲ့နောက်တရားပါဗျာဆက်ဆက်တတိယဖြစ်ပါတယ်ဒါတော့နီးကပ်ပုံဖြစ်ပါတယ်ဆရာတော်ရှင်ဘုရားကြီးနီးကပ်မလားလိုက်ပြီးထားလာပါခုလိုမန္တလေးကနေဆရာတော်ရှင်ကြိုက်တီးကိုဘုရားကိုဖူးမယ်ဆိုရင်အခုလက်တော်အခြေအနေကစုံမဥပဒေအကြောင်းလောဆယ်ကျွန်တော်တို့မန္တလေးသွားမယ်ဆိုရင်ညညကြီး3ရက်တော့သွားမှသာအဆင်ပြေပါမယ်လမ်းမှာလည်းစီထဲပါတယ်လည်းအဆင်ပြေပါတယ်ဗျမန္တလေးကနေကြိုက်တီးကိုဆရာရှင်ဘုရားကြီးကိုဖူးမြော်ခြင်းပါတယ်တွားခြင်းပါတယ်ဆိုရင်ကျွန်တော်စီမှာကားမျိုးစုံရှိပါတယ်เนาะ4ယောက်စီကနေ6ယောက်စီ9ယောက်စီ12ယောက်စီ14ယောက်စီ22ယောက်စီ33ယောက်စီ45ယောက်စီအထိဝေခြင်းတဲ့ကားမျိုးစုံကိုဈေးသက်သက်သာဖြင့်900ပေးနေပါတယ်ကျွမ်းကျင်တဲ့ရှင်ပေါင်းများနဲ့အတူစိတ်ချရအောင်ကိုအစားအစာရကျွန်တော်တလန်လုံးလုံးမှုရှိအောင်ကျွန်တော်အဲ့ဒီစိတ်ချမ်းသာကြည်နမှုပြရှင်မှုရရှိအောင်ပို့ဆောင်ပေးပါတယ်ဈေးတုံးနဲ့သက်သာစီရမယ်ဆက်သွယ်900ကျင်းနဲ့ဆိုတော့39ခွန်ကို866ခေါ်ချခွန်ကို39ကို9615 3968နဲ့ကိုဆက်သွယ်ပြီးတော့900နိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဒါကဆန္ဒရှင်ဖေဟာဆန္ဒရှင်ကြိုက်တီကိုဖေဟာကြီးဖြစ်ပါတယ်ပူပြောနေရကြပါတော့ပူပြောရအောင်တင်ပေးတာပါ